အားလုံးပဲမင်္ဂလာပါလို့နော်ကိုဖိုး channel ကလည်းကြိုဆိုတိုက်ပါလေကဲကိုမရအားလုံးပဲနော်ကိုဖိုးကိုမြင်တဲ့အားပေးတဲ့ကိုဖိုးချစ်မိတ်ဆွေတွေညီကောင်မတွေအားလုံးပဲကိုဖိုးရဲ့ paper လေးကိုတွေ့ပြီဆိုရင်ဝိုင်းပြီး share ထားပေးပါမျှဝေထားပေးပါဘာကြောင့်လဲဆိုရင်အခု paper လေးကဒါကျွန်တော်ကိုမြင်တဲ့အားပေးကျွန်တော်လူကောင်းကိုမတွေအခုမှတွေ့တယ်ကျွန်တော်လူတစ်ကိုမတွေအားလုံးတွေကျွန်တော်တို့ဒီနေ့တနင်္လာနေ့22ရက်12လပိုင်း2025တနင်္လာနေ့ကျွန်တော်တို့ညနေ4နာရီခွဲစီမှာနော်ဒီနေ့4နာရီခွဲစီမှာမင်းရောကွက်မင်းပတ်သည်ရှက်ပတ်သည်ရှက်မင်းရောကွက်ကိုလိုချင်ပါလေမင်းရောတကွက်ကောင်းလေးကိုထွေးပြကစားချင်ပါလေပပနာလေးပေါက်ချင်ပါလေပပနာလေးရချင်ပါလေဆိုတော့ကျွန်တော်ကိုမလေးတစ်ခါလဲပဲကြည့်သွားပါတစ်ခါလဲကြည့်တစ်ခါလဲယူသွားပေးပါဘာကြောင့်လဲဆိုတော့ဒါကတော့ကိုမလေးအားလုံးအတွက်လူအောင်ကိုမလေးလူတစ်ကိုမလေးအားလုံးအတွက်အခုပြည်ပိုင်းလေးကဒါအကျိုးရှိရဲ့ပြည်ပိုင်းလေးတွေဖြစ်ပါတယ်နော်အကျိုးရှိပြည်ပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့ကိုမလေးဘက်ကလေးပြောဝါနာတူပါလေအကြိုက်တူပါလေယုံကြည်မှုရှိပါလေဆိုရင်အစားကနေစုံးလေးကြည့်သွားပေးပါနော်မကြည့်ခင်မှာလက်မလေးနေတာပါအများမြင်များတွေ့အောင်ရှယ်ထားပေးပါမျှဝေထားပေးပါဘာကြောင့်လဲဆိုတော့ကျွန်တော်ဘက်ကနေတူးတယောက်တည်းပေါက်ဖို့ရောက်ဖို့တကိုပေးတာမဟုတ်ပါဘူးအများမြင်များတွေ့များပေါင်လို့တင်ဆက်ပေးတဲ့ပြေပါလေးတွေဖြစ်တယ်ဒါကြောင့်မို့ကိုမလေးဘက်ကလည်းငါပေါက်ပြီးလို့ဆိုစိတ်မျိုးမထားဘဲနဲ့အော်ငါလည်းပေါက်ချင်တယ်ငါလိုပဲချားတွေပေါက်ချင်မှာပဲရချင်မှာပဲအစိပ်ပေးချင်မှာပဲဆိုတဲ့ပုံစံမျိုးတွေနဲ့ပဲရှယ်ထားပေးပါမျှဝေထားပါဘာကြောင့်ဆိုကျွန်တော်ဒီနေ့တနင်္လာနေ့ညနေ4နာရီခွဲစီမှာလုံးဝအကောင်းဆုံး main အောကွက် main ပတ်သည်နော် main အောကွက် main ပတ်သည်တစ်ထည့်ဖြစ် main အောတစ်ခွက်ကောင်းလေးကိုထိုးချင်တယ်ပပလနိုင်ပေါက်ချင်တယ်ပပလနိုင်ရချင်ပါလေဆွေးကမလေးတစ်ခါလဲကြည့်သွားပေးပါဈေးဘိုးလေးလိုချင်ပါလေမဖိုးလေးလိုချင်ပါလေရှောင်းထားတဲ့ကျွေးတွေကိုကြည့်ချင်ပါလေတီးခဲ့ဘက်ကတပတ်လုံးကိုမပေါက်ဘူးတဲ့ကိုမှပေါက်ဘူးချင်တယ်မရဘူးတဲ့ကိုမှရဘူးချင်တယ်နော်ဒီဘက်မှာတော့နော်အခုမှတွေ့လို့နော်ဒီတစ်ပတ်မှာတော့ကျွန်တော်လည်းလက်တွဲချင်ပါလေနော်ကိုတဲ့လက်တွဲချင်ပါလေဆိုတဲ့ကိုမလေးတစ်ခါလဲပဲကြည့်သွားပေးပါနော်တစ်ခါကြည့်တော့ပါကြည့်ခင်နေမှာတော့လက်မနေတာပါကျွန်တော်ခေါ်ပေးကနေလေးကိုမမှတ်မိရင်ဘေးနားလေးမှာဘောက်ကနေစောက်တဲ့ယူထားပေးပါမှတ်မိတဲ့ကိုမလေးကတော့လက်မလေးတွေတယောက်ကိုတစ်ချက်စီနှိပ်ပြီးအများမြင့်များတွေ့များပေါင်လို့ရှယ်ထားပေးပါမျှဝေထားပါနော်အဲ့ဒါမှဆိုရင်အားလုံးတက်လုံးဝစိတ်ပြင်းမယ်နောက်မှတ်မိတဲ့ကိုမလေးကတော့ကောမန့်ထဲမှာမှတ်မိပါကြတော့မမှတ်မိဘူးဆိုတဲ့ကိုမလေးကတော့ဘေးနားလေးမှာဘောက်ကနေစောက်တဲ့ယူပြီးတစ်ချက်ကိုမှတ်နာပါဘာကြောင့်ဆိုရင်ကျွန်တော်ဒီညနေမှာလုံးဝအကောင်းဆုံးမယောကွက်နော်အကောင်းဆုံးမယောကွက်ဆိုတော့ကိုမလေးနော်လုံးဝကျွေးကြည့်စကမားလေးတွေကျွေးလေးကြေမယ်ဆိုရင်တော့ကြေလို့ရတယ်နော်အမြဲလိုကြေစကမားလေးတွေအမြဲလေးယူလို့ရတယ်ဘာကြောင့်လဲဒီညမှာကလုံးဝအကောင်းဆုံးကဏ္ဍဖြစ်တဲ့ကြောင့်မို့ပါပတ်ရမယ်ပတ်တိကိုကျွန်တော်ဒီကပြောပြပေးသွားမယ်ပတ်ရမယ်ပတ်တိဒီ66ပတ်တိဖြစ်ပါတယ်နော်ပတ်ရမယ်ပတ်တိက66ပတ်တိ6ကိုကြိုက်ကိုမလေး6ကိုပပ6ကိုကြိုက်ကိုမိုက်က6ကိုပပ66ပတ်တိလုံးလာပါလိမ့်မယ်နော်66ပတ်တိလုံးလာပါလိမ့်မယ်ကျွန်တော်အကြဆုံးပတ်တိဒီညနေမှာ6ပတ်တိကိုကြိုက်တယ်နော်အကြဆုံးပတ်တိ6ပတ်တိပါပတ်တိနဲ့ရှုံးတဲ့ကိုမလေးတွေနော်ပတ်တိနဲ့ကြည်အောင်ပြန်ယူပါပြန်ရအောင်လို့ပြန်ကစားပါနော်6ကိုကြိုက်လို့ထိုးမယ်ဆိုရင်6နဲ့မရုပ်ကွက်ဒီ66 65 64 61ပါနော်6ဆိုရင်66 65 64 61ဖြစ်တယ်6ကိုကြိုက်လို့ထိုးမှဆိုရင်6နဲ့မရောကွက်သည်6 1 9 9 90 93ပါနော်6နဲ့ဆိုရင်6 1 9 90 93ဖြစ်ပါတယ်6နဲ့ဆိုရင်အဒီကနေကြိုက်တယ်လုံးဝပပနာလေးထိထိမိမိထိုးကျင်တဲ့သေးပြက်ကစားကျင်တဲ့တကွာကောင်းလေးကိုတော့ထိပြက်လိုက်စော့ကျင်တယ်ဆိုရင်ဒီနေ့မှာစော့ရမယ်တကွာကောင်းလေးသည်66တကွာကောင်းကြိုက်တယ်66ဒီမရင်တကွာကောင်းလေးဖြစ်တယ်ဒီညနေမှာကျွန်တော်နှစ်ပရိတ်အားကောင်းတယ်ဗိတ်သမားတွေနှစ်ပရိတ်အားကောင်းတယ်တကွာကောင်းဒီ66ဒီမယွန်းတကွာကောင်းလေးဖြစ်ပါတယ်ဈေးဘိုးထိုးရကမှဈေးဘိုးစော့မယ်တော့ချုံမြရကြီးသမားလေးတွေရှုံးတဲ့ကျွေးတွေကိုကြည်အောင်လို့လိုက်စော့ပါကစားပါမယွန်းတကွာကောင်းက66ဒီမယွန်းတကွာကောင်းလေးပါထိထိမိမိလေးပပလနန်လေးလိုက်စော့ပါလိုက်ကစားပါအားလုံးဒီလည်းပြောချင်ပါလေကဲကွန်မလေးကနေလေးရပြီးနေကောမန့်ထဲမှာမှန်းပြီးပါလက်မလေးနေတာပါ channel လေးကို subscribe နေပြီးတော့ share ထားပြီးပါမျှဝေထားပါကျွန်တော် view ဖန်နေသည်ဒီကနေပြီးတော့ပဲခစ်တာခဏရနောက်ပြပါလေကျွန်တော်တို့မနက်ကျွန်တော်ညကြမှာပဲအားလုံးပဲပြန်ပြီးတွေ့ဆုံကြပါမယ်ဗျာကဲအားလုံးပဲမင်္ဂလာပေါ့ပြည့်စုံကြပါစေကိုရင်ကြမှာရင်စိတ်ကြမှာရလဲလုံးတော်ဝါရည်နဲ့ဒီထက်မှကပြည့်စုံနိုင်ကြပါစေလို့ဥစ္စာပထမဆုတောင်းပေးပါလေကဲလက်မလေးနေတာပေးပါအောင်အရှူလိုက်မှလည်းငွေဝင်ကြပါစေဗျာ